အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ပြပြပေးမှာတော့ကိုဝေးနိုင်ငံရာသီဥတုအခြေအနေပေါ့နော်အခုလက်ရှိကတော့ညနေ9:00 နာရီကိုဖြစ်နေပါပြီလက်ရှိစက်တင်ဘာလထဲမှာဆိုရင်တော့ကိုဝေးနိုင်ငံရာသီဥတုကနွေရာသီနဲ့ဆောင်းရာသီရဲ့ကြားထဲမှာလို့ပြောရပါပေါ့ဆောင်းဝင်တယ်ဆိုရင်လည်းရာသီဥတုကအရင်လရီလောက်တော့မပူတော့ပါဘူးယခုဆိုရင်တော့ညနေလက်ရှိပူချိန်က36-39 ဝန်းကျင်လောက်တော့ရှိပါတယ်ဒီကိုဝိတ်မှာတော့မနက်ခင်း9:00 နာရီ10:00 နာရီလောက်ဆိုရင်တော့မှပူချိန်က33-35လောက်ရှိနေပါပြီနေခင်းနေလဲဆိုရင်တော့38-40လောက်တော့ရှိတယ်ဗျဒါတော့မှဒီလမှာရင်လာရင်လည်းရှင်ပူနည်းနည်းတက်တာလာရလို့ဆိုရပါမယ်ကျွန်တော်ဒီရောက်တာ3လလောက်ပဲရှိသေးတယ်ဆိုတော့ March April လတွေမှာဘယ်လောက်ပူလဲတော့မသိသေးဘူးဗျပြီးခဲ့တဲ့လတွေကတော့နေပူချိန်တွေမှာဆိုလို့ရှိရင်40နဲ့လက်ထပ်ပေါ့နော်40နဲ့43 44ဝန်းကျင်လောက်တွေတော့တော်တော်ပူခဲ့တယ်ဗျလာမယ့်လတွေမှာတော့တဖြည်းဖြည်းပူတက်တာလာရလို့ပြောကြပါတယ်ကိုဝေးနိုင်ငံကခန္ဓာရဒေသမှာရှိတဲ့အတွက်ကြောင့်ပူချိန်ထိသိနိုင်တဲ့တစ်သောမြစ်ချောင်းအဲ့ဒါတွေမရှိတဲ့အကြောင်းတွေကြောင့်ရာသီဥတုပူရေးရပြင်းထန်တယ်လို့ဆိုရပါမယ်နော်ကိုဝေးနိုင်ငံရဲ့ဆောင်းရာသီကိုတော့ကျွန်တော်ကြုံတော့မကြုံသေးဘူးဗျဒါပေမဲ့လာမယ့်ဒီဇင်ဘာဇန်နဝါရီဖေဖော်ဝါရီလတွေမှာတော့အပူချိန်က20 ဒီဂရီဝန်းကျင်လောက်ဒီပဲရှိရလို့တော့စာအုပ်တွေမှာတော့ရှာဖွေပြီးတော့ဖတ်ကြည့်တဲ့လောက်ကတော့အဲ့လောက်တော့သိရတယ်ဗျ